အုတ်ကြီးတွေရဲ့ကောင်းမှုကြောင့်မင်းသားမြတ်မြတ်စီကအလူငွေတပြားမှမရရှိခဲ့တဲ့ကြောက်ဆယ်မျိုးကအမျိုးသမီးပရိသတ်များလုံးမင်္ဂလာပါရှင်77မီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နိုင်ငံကျော်ထိပ်တန်းမင်းသားကြီးမြင့်မြတ်ကိုယ်တိုင်လာရောက်လူတန်းတဲ့အလူငွေတွေကိုတပြားတစ်ချက်မှမရရှိခဲ့ကြောင်းရင်ဖွင့်ပြောပြခဲ့တာကတော့ကြောက်ဆယ်မျိုးကအမျိုးသမီးဖြစ်ပါတယ်သူမကတော်တော်လေးကိုဝမ်းနည်းခံစားနေရတဲ့အတွက်ဆိုရှယ်မီဒီယာကနေအားလုံးသိအောင်ပြောပြလာတာပါအရန်ကြီးလောဘကြီးပြီးတော့အလူငွေတွေကိုရယူခြင်းနဲ့စိတ်နဲ့မဟုတ်ပဲဘယ်သူပဲလာလူသူမလက်ထက်ကိုတပြားတစ်ချက်မှမရခဲ့ရကြောင်းအခုလိုပြောလာခဲ့တာဖြစ်ပါတယ်ကြောက်ဆယ်မျိုးလေးဟာဆိုရင်ငလင်ပေးကြီးကြောင့်ထိခိုက်မှုတွေအများအပြားကြုံတွေ့ခဲ့ရတာကိုအားလုံးသိကြမှာပါ။မူကြိုကျောင်းကကလေးလေးတွေအများအပြားဆိုရင်ပြိုကျမှုကြောင့်ကွယ်လွန်သွားခဲ့ရရှာပါတယ်။တချို့အိမ်တွေဆိုရင်လည်းရစရာမရှိအောင်ပြိုကျသွားခဲ့ပေမဲ့အမှန်တကယ်ထိခိုက်နစ်နာတဲ့သူတွေကအလူငွေတွေကိုမရရှိခဲ့ကြပါဘူး။တရက်ကွက်ထားတဲ့အတူတူတောင်မှအိုတတိုင်းလေးပဲပြိုပြီးဘာမှမဖြစ်တဲ့ပြည်သူတွေကတော့အလူငွေတွေအများအပြားရရှိသွားခဲ့ကြတဲ့အဖြစ်နဲ့လည်းကြုံတွေ့ခဲ့ရပါတယ်။ဒါပေမဲ့လည်းအိမ်တစ်ခုလုံးရစရာမရှိအောင်ပြိုကျသွားခဲ့တဲ့ပြည်သူတွေအနေနဲ့ကတော့အလူရှင်တွေလာလူသွားတာမှန်သိပါလေရဲ့နဲ့မရရှိခဲ့ကြောင်းအခုလိုပဲပြောပြလာခဲ့ရပါမင်းသားကြီးမြင့်မြတ်ကိုယ်တိုင်လာရောက်လူတန်းသွားတဲ့တိန်တောင်ကိုငွေကျပ်3,000,000နဲ့အလူပစ္စည်းတွေကိုလည်းသူမတို့လုံးဝမရရှိခဲ့ပါဘူး။ဒီမျိုးသမီးကဒေါ်လာအုံးကြီးလို့အမည်ရပြီးကြောက်ဆယ်မျိုးနဲ့အေးမြကြည်လင်ရက်ကွက်မှာနေထိုင်ခဲ့တာဖြစ်ပါတယ်။ဘာမှမဖြစ်ပဲအုတ်တိုင်းလောက်လေးပဲပြိုကျသွားတဲ့ဘေးအိမ်တွေကတော့အလူငွေတွေကိုရရှိခဲ့ပြီးတော့သူမကတော့မရခဲ့ရကြောင်းဒီကိစ္စကိုရင်ဖွင့်ပြောပြလာတာဖြစ်ပါတယ်။သူမအနေနဲ့ကလည်းရက်ကွက်ထဲကတာရေးနာရေးမှန်သမျှကိုကိုယ်တိုင်ကူညီပေးခဲ့တယ်လို့အလူငွေတွေအများအပြားလဲလူတန်းခဲ့ပူပါတယ်။အခုကတော့သူမကိုယ်တိုင်အင်္ဂလိပ်ပျက်စီးသွားပြီးအခက်အခဲကြုံတွေ့နေခဲ့ရတာကြောင့်ရက်ကွက်ရုံနဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကိုစိတ်ရင်းပေးခဲ့ပါတယ်။ဒါပေမဲ့အခုချိန်ထိသူမအတွက်ရေတံဘူးတပူစံစီကလေးတစ်စိတောင်ရရှိမလာခဲ့တဲ့အတွက်တော်တော်လေးဝမ်းနည်းနေရပါတယ်။ပထမဆုံးအလူရှင်တွေလာရောက်လူတန်းသွားတဲ့ငွေကျပ်3,600,000ကိုလည်းမရရှိခဲ့တယ်လို့မင်းသားမြင့်မြတ်ကိုယ်တိုင်လာလူသွားတဲ့3,100,000ကိုလည်းမရရှိခဲ့တာဖြစ်ပါတယ်။မကစည်ရင်သွားပြီးတဲ့အခါမှာစည်ရင်ပိတ်ပြီးလို့ပြောတခြားသောအကြောင်းပြချက်မျိုးစုံနဲ့ရှောက်ပြောလို့ပြောနေရက်ကွက်ရုံကအစင်ကြီးတွေပေးနေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့သူမအနေနဲ့ဘာလို့လုပ်လို့ရမှန်းမသိဘသူကိုအကူအညီတောင်းရမလဲမသိပဲနဲ့အခက်အခဲဒုက္ခတွေနဲ့ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။မင်းသမီးကြီးခိုင်နေဝေကလည်းသူမတို့မျိုးနယ်လေးအထီတော့လာရောက်လှူဒန်းခဲ့ခြင်းမရှိတဲ့အတွက်ဘသူစီကမှဘာအကူအညီမှမရခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့သူမတို့အင်္ဂလိပ်ကိုပြန်လည်ပြုပြင်ဖို့နေတတာဒီအတိုင်းပဲဝမ်းနည်းစွာနဲ့ထိုင်ကြည့်နေခဲ့ရကြောင်းပြောပြခဲ့တာဖြစ်ပါတယ်။သူများတွေကတော့အလူငွေတွေရရှိနေပြီးတော့သူမစီကိုတော့တပြားတစ်ချက်မှရောက်ရှိလာခဲ့ခြင်းမရှိပါဘူး။ကိုယ်တိုင်ကလည်းအရန်ချမ်းသာသူမဟုတ်ပဲနွမ်းပါတဲ့သူဖြစ်တဲ့အတွက်ဒီအိမ်ကိုပြန်ပြင်ဖို့တတ်နိုင်တဲ့လောက်လှူဒန်းပေးကြဖို့ကိုယ်တိုင်ကအသနာခံပြီးတော့တောင်းပန်နေခဲ့ရတာပါ။သက်ဆိုင်ရာတာဝန်ရှိသူတွေကတော့အလူရှင်တွေကိုယ်တိုင်လာရောက်လူတန်းပါလျက်နဲ့စည်ရင်တွေကိုထည့်မပေးပဲသူတို့ရဲ့အိတ်ထဲကိုထည့်နေသလားတော့မပြောတတ်ဘူးလို့ဆိုပါတယ်။မင်းသားကြီးမြင့်မြတ်အပါဝင်တခြားအလူရှင်ပေါင်းများစွာလာရောက်လူတန်းခဲ့ကြတဲ့ပုံမှာစည်ရင်ပိတ်သွားပြီဆိုတဲ့အကြောင်းပြချက်နဲ့အလူငွေတပြားတစ်စက်မှမရရှိခဲ့တဲ့ဒီအမျိုးသမီးရဲ့အဖြစ်ပုံမှာထင်မြင်ချက်လေးတွေပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။